ရေဝီရဲ့ပဲနဲ့ လက်လီကြီးကအမွေလက်လီအမွေတော့တယ်လားအားကြတယ်ကွာလို့ဟိုအောက်ကကိုင်းနေတာအေးလိုက်အဲ့ဒါပိတ်လိုက်အပေါ်ဟာကိုလုံးလိုက်အေးလိုက်ဟိုကဘူးလိုက်ပါဟိုကလက်ကိုင်းချိုးလိုက်ဆက်တိုင်းကိုကြီးဟိုတယ်မှာတည်းအဲ့တွေ့ကြပါလားရန်လူอ่ะရေအေးနဲ့ချိုးကြမှာဆိုရေအမူကြီး ဘယ်ကဒလိကရပါပြီတဲ့ စောင်းတော့ကြလဲအမူချိုးကြတာကြအေးကြီး ဟိုဒလိကပါပြီတဲ့ဒလိကပြေးမတော့ လက်လီကတော့အောက်ဆုံးပြိပက်စားကြတာလေအောက်ဆုံးနေတာအပေါ်ပြန်မထူးတော့ခုနရေးလို့ချီချင်မဲ့ရှောင်းသွားအောက်ချီချင်ရောက်သွားအမောက်လည်းပြိပက်တယ်တော့ကောင်းပါလိတကယ်လို့ပြိအခုမင်္ဂလာအေးမင်္ဂလာပါမင်္ဂလာကိုကတီးတီးခတ်တီးတီးပါလို့အမှန်တကယ်ကိုကဓာတ်လီကကိုကမလုပ်တတ်တာ ဟုတ်ပဲအဲ့ဒါကျွန်တော်တို့တူတော့လိုက်ပြီလာဆောက်တယ်ခါ ဟောကျင်တာအောက်သွားကြတော့ကြည့်ရအောင် အရင်လဲဥပြီးတော့သွားခြင်းနေတယ် မော်ရလို့လည်းဒီနားအောင်အေးအောင် ညီမလေးပင်လာပါဦးလားအဲ့ဒီတူပဲပြောတွေ့တာလား ဓာတ်လီကရှိပြီ ဒလိက ဓာတ်လီကရှိပြီဓာတ်လီဘလူးလန်း